ကျွန်တော်အမေရိကကျွန်တော်မိတ်ဆွေပေါ့လေသူကအရေးကြီးတဲ့နော်သတင်းတွေကျွန်တော်ပို့လိုက်တာနော်သတင်းကိုကျွန်တော်ပို့လိုက်တော့ဒါအရေးကြီးတဲ့အတွက်ဒါဒီညပဲကျွန်တော်ချက်ချင်းပြောတာဘာကြောင့်လဲဆိုတော့အဲ့ဒီပို့လိုက်တဲ့အချက်လက်တွေကဒီမိုးကုတ်ဖြူဟာနဲ့ပတ်သက်လို့မိုးကုတ်တိုက်ပွဲနဲ့ပတ်သက်လို့လည်းအရေးကြီးတယ်နောက်တစ်ခါ KIA နဲ့ပတ်သက်လို့လည်းအရေးကြီးတယ်နောက်တစ်ချက်ကအာရခတပ်တော် AA နဲ့ပတ်သက်လို့လည်းအရေးကြီးတယ်အဲ့ဒီအရေးကြီးတဲ့အချက်၃ချက်နော်ကျွန်တော်ပြောတဲ့အတွက်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီညချက်ချင်း live ဖွင့်တာအမှန်မှာတော့ရက်သိဆက်နေတော့ကျွန်တော်ကညတိုင်းကျွန်တော်မပြောနိုင်ဘူးဘာကြောင့်လဲအလုပ်လဲလုပ်နေကြတာဟုတ်အဲ့တော့အဓိကပထမဆုံးတစ်ချက်ကဘာလဲဆိုတော့နော်ဆက်ဆိုင်ပြောမှာကမိုးကုတ်ကိစ္စမိုးကုတ်မှာတော့ကျွန်တော်တို့ကလည်းနော်တရုတ်ကစွတ်ဖက်မှုကိုအာခံဖို့အတွက်မိုးကုတ်ကိုဝိုင်းရမယ်မိုးကုတ်ကိုဝင်ရမယ်နော်အဲ့ဒီခါမှာ NU လဲအောက်ကမန္တလေး PDF တို့မိုးကုတ် view ဟာတို့ဒါတွေကလည်းမိုးကုတ်ကိုဝင်လာတဲ့ကာကွယ်တယ်ဆိုတော့ကျွန်တော်တို့ထောက်ခံတယ်အဲ့ဒီခါမှာတော့ဒီ NUG ဘက်ကလူတွေလည်းအခုချိန်မှာပြန်ပြီးထွက်လာကြတယ်ဗျဟိုတော်တော့ဘယ်မှာဘယ်ကြောင်ရောက်တယ်ပြီသူတို့ပြန်ထွက်လာတယ်ဒီမိုးကုတ်ကိစ္စကိုတပြည်တော့ထောက်ခံလာတော့သူတို့လည်းထောက်ခံမှုကိုပြန်ပြီးယူမှာပေါ့ထားဖို့လေဒါသူတို့အပိုင်ဒါပေမဲ့အရေးကြီးတဲ့ချက်ကပြောရတာပါလေဆိုတော့မိုးကုတ်ကိုစကားအခုမတိုက်သေးဘူးဗျမတိုက်သေးဘူးတမင်မိုးကုတ်မှာလူစုအောင်သူတို့လုပ်တာမိုးကုတ်မတိုက်သေးဘူးမိုးကုတ်ကိုဘယ်တော့မှတိုက်မလဲဆိုတော့မဲရွေးပွဲပြီးတော့မှတိုက်မှာမဲရွေးပွဲပြီးတော့မှမိုးကုတ်ကိုပြည်သူအတွက်ပြန်ယူပေးပါတယ်လက်ဆောင်ပေးပါတယ်ဆိုပြီးအဲ့ဒီအနေနဲ့ဒီကောင်တွေကတိုက်ပါလောလောဆယ်သူတို့ကမိုးကုတ်မတိုက်သေးဘူးမိုးကုတ်မတိုက်သေးပဲနဲ့သူတို့အနေနဲ့ဘလို့ viewer ဆွဲထားလဲဆိုတော့ဘကိုးရိုးမှာဗမာပြည်ကွန်မြူနစ်ပါတီပေါ့လေအဲ့ဓာတွေကိုအဲ့တော့တခင်ခေါင်းတခင်တန်းထွန်းတို့တခင်ဇင်တို့တခင်ချစ်တို့နော်နောက်ဆုံးဇင်ချစ်နောက်ဆုံးနှစ်ဆိုတာပေါ့အဲ့ဒီစာအုပ်တော့ကျွန်တော်ဖတ်လိုက်ရသေးတယ်အဲ့တော့ဘကိုးရိုးမှာနောက်ဆုံးဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌတခင်ဇင်နဲ့တခင်ချစ်ကဘကိုးရိုးမှာရှောင်နေနေပဲတိုက်ပွဲဖြစ်လို့နှစ်ယောက်သုံးကြွားတဲ့ကိစ္စတွေအဲ့မှာတိုင်ကောက်တခင်တန်းထွန်းတို့နော်တေသွားတဲ့ကိစ္စတွေသူတို့ကမကိုးရုံးမကိုဘယ်လိုလုပ်ခဲ့လဲဆိုတော့နော်ဖြတ်လေးဖြတ်တွေလုပ်ခဲ့တယ်ဗျမကိုးရုံးမမှာဗမာပြည်ကွန်မြူနစ်ပါတီကနေပြီးလှုပ်ရှားနေတယ်ဆိုတော့စဆိုင်မကိုးရုံးမရဲ့ပတ်ဝန်းကျင်နော်နေရာတွေကိုသူတို့ကအရင်သိမ်းတယ်အရင်စိုးမိုးတယ်အိမ်မှာရှိတဲ့ရွာတွေလူထုတွေကိုမှနော်အမာခံရွာတွေဆိုရင်ခြေမုတ်ပစ်တယ်အဲ့ဒီမှာဘိုးရုံးမှာရှိတဲ့ဒီကွန်မြူနစ်တွေစီကိုရိတ်ခါမရအောင်ဖြတ်တောက်တဲ့သတင်းဖြတ်တယ်လက်နဲ့ဖြတ်တယ်အဲ့ဖြတ်တွေနော်ဖြတ်လေးဖြတ်လုပ်တယ်ဗျလုပ်ပြီးတော့မှအဲ့လိုလုပ်လိုက်တော့ဘိုးရုံးမှာရှိတဲ့ဗမာပြည်ကွန်မြူနစ်ပါတီကအင်အားတော်တော်နဲဝါတယ်အင်အားနဲဝါဒီကြားထဲမှာသူတို့ရဲ့နော်အတွင်းတက်ဖြူတာတွေပေါ့လေဗါလဲဆိုတော့ပီကင်းပြန်ဆိုပြီးအဲ့ဒီအကောင်တွေကလည်းဝင်လာပြီးတော့ဖြုတ်ထုတ်တဲ့လမ်းစဉ်ကိုလုံခိုင်းတာကွန်မြူနစ်အချင်းလုံးဖြုတ်ထုတ်တဲ့လမ်းစဉ်လို့တော့ခင်ဗျားတို့ကရဲဘော်၃ချိန်မှာနော်သူရဲကောင်းတွေဖြစ်ခဲ့တဲ့ဘိုးစီရတို့ဘိုးရန်အောင်တို့နော်ရဲဘော်ထေးတို့ရဲဘော်ဂိုရှယ်တို့သူတို့ကဖြုတ်ထုတ်တဲ့လမ်းစဉ်နဲ့မိသွားပြီးတော့ပေကုန်ကြတာနော်နောက်ဆုံးလူထုဦးလာဒေါ်မာရဲ့သားစိန်နော်စိုးဝင်းတို့သူတို့ကဖြုတ်ထုတ်တဲ့လမ်းစဉ်နဲ့အသက်ခံလိုက်ရတာအဲ့လိုအသက်ခံလိုက်ရတယ်ဆိုတော့နော်ဒီကွန်မြူနစ်ကအင်အားနေဝါတယ်နေဝါတော့မှသူတို့ကဘကိုးရုံးမှာရှိတဲ့နော်ကွန်မြူနစ်တွေကိုတစားစီလိုက်ပြီးတော့ခြေမုံတာအဲ့ဒီ view ဟာသုံးခဲ့တာအခုမိုးကုတ်ကိုလည်းပဲအဲ့ဒီပုံစံမျိုးသူကစပြီးလုပ်နေပြီမိုးကုတ်ကိုဓာတ်ရိုက်တမ်းမတိုက်ဘူးမတိုက်ဘဲနဲ့ဘာလုပ်လဲဆိုတော့မိုးကုတ်ပတ်ဝန်းကျင်ဒေသတွေကိုတို့အရင်တိုက်မယ်အခုပါဆိုဒီမှာဆိုမတရားကိုအခုစပြီးတိုက်နေတာဒီမှာဆိုရင်ဒီမှာနော်ကြည့်တဲ့ပုံမှာခင်ဗျားတို့မြေပုံမှာဒီမှာဆိုရင်မိုးကုတ်ရှိတယ်ဟုတ်လားမိုးကုတ်ရှိပြီးတော့နော်မိုးကုတ်ရဲ့အထက်မှာပါရှင်မိုးမိတ်တို့ပါလို့ရှိတယ်မိုးကုတ်ထက်မှာမိုးမိတ်ရှိတယ်တော့မိုးကုတ်နဲ့မိုးမိတ်ကကန့်နေတာပဲမိုးကုတ်နဲ့မိုးမိတ်တက်တယ်ရှိတယ်မိုးကုတ်ကတော့ KIA ရသိမ်းပြီးတော့မှ TNL ပေးထားတာဒါပေမဲ့အဲ့မိုးမိတ်ကိုလည်းပြန်ပြီးတောင်းတယ်နော်ပြီးတော့ဒီမှာဆိုရင်နော်ကြက်ပြင်းဒါကတော့မန္တလေးမတရားနော်ဒီမှာမတရားမန္တလေးရှိတယ်မတရားရှိတယ်ပြင်ဦးလိုရောက်တို့ရသွားပြီးနောင်ချိုသူတို့ပြန်ရသွားပြီးကြောက်မဲရပြီးဟုတ်လားအဲ့တော့ဒီတဝိုက်မှာဒီကောင်တွေကပြန်ပြီးတော့ထိန်းလိုက်ပြီးပြီနော်ဒီမှာမန္တလေးရှိတယ်ပြင်ဦးလွင်ရှိတယ်နောင်ချိုရှိတယ်ကြောင်မဲရှိတယ်
ဒါတွေသူတို့ထိလိုက်ပြီးပြီအဲ့တော့မိုးကုတ်ကဒီလိုမိုးကုတ်ကိုဘယ်လိုသွားလဲဆိုတော့မန္တလေးဘက်ကနေလာတဲ့နော်အင်အားတွေဖြည့်လို့မရအောင်သူကမတရားအောင်သူကသိမ့်မယ်မတရားအောင်သူကဒီစကားစားယူလိုက်ပြီးပြီအဲ့တော့မန္တလေးဘက်ကနေပြီးမန္တလေးနဲ့မိုးကုတ်နဲ့အဆက်အသွယ်ကိုကြားမှာရှိတဲ့မတရားကိုစကားစားကနေပြီးတော့မှနော်သိမ့်လိုက်ပြီးပြီပြီးတဲ့ခါမှာနော်ဘာလို့လာမလဲဆိုတော့ဒီမြောက်ပိုင်းကနေပြီးမှရှိတဲ့နမ်းမတူတို့နန်းဆန်တို့အဲ့ဓာတွေဘက်ကိုသူတို့ကလာမယ်အဲ့တော့ဓာတွေအကုန်လုံးမိုးကုတ်ကိုသူကနော်ပတ်ပတ်လဲဝိုင်းမှာမိုးကုတ်ဝိုင်းမယ်ဆိုတာကဒီမန္တလေးဘက်ကနေပြီးမိုးကုတ်ကိုတက်လို့မရအောင်ဒီကောင်တွေကမတရားမှယူလာတဲ့ဆိုလဲမန္တလေးနဲ့မိုးကုတ်တွေကဖြတ်လိုက်ပြီးပြီအဲ့လိုဖြတ်လိုက်တဲ့အပြင်အရှိဘက်ကလည်းလာလို့မရအောင်ဒီကိုတကြောကိုသူကသိမ့်မယ်ပြီးတော့မှနော်မိုးကုတ်ကိုသူကဝင်မှာအဲ့တော့စကားစားရဲ့ view ဟာဘာလဲဆိုတော့မိုးကုတ်ကိုသူဓာတ်ရိုက်မတိုက်သေးဘူးမိုးကုတ်ကိုတမ်းမဝင်သေးပဲနဲ့မိုးကုတ်ပတ်ဝန်းကျင်မှာရှိတဲ့အရေးကြီးတဲ့မန္တလေးနဲ့မိုးကုတ်ဆက်သွယ်တဲ့လမ်းကြောင်းမတရားကိုသူတို့ကအရင်ဆုံးသိမ့်တယ်မတရားကိုသူတို့ယူတယ်ပြီးတော့မှဒီဘက်ပိုင်းတွေကလည်းသူတို့ဝင်လာလိမ့်မယ်နော်အခုကချင်စစ်မျက်နှာတို့ဘာလို့ရနေပြီဒီကောင်တွေကလာမယ်ဘာကြောင့်လဲကေချီနော်ရှမ်းမြောက်ကနေတက်တွေပြဆင်းလာပြီးတော့သူတို့ကမိုးကုတ်ကိုတမ်းမဝင်မဲနဲ့ဒီမန္တလေးမိုးကုတ်ရောက်သူတို့ကအရင်ယူမှာနော်အဲ့လိုလုပ်တာဟာမျိုးအဲ့တော့ဒီလိုလုပ်တဲ့ပုံစံကကျွန်တော်တို့ဘာလို့တွေ့လာလဲဆိုတော့နော်မိုးကုတ်ကိုပဲခြံပြီးတော့မှသူ့ပတ်ပတ်လေဒေတာတွေကိုအရင်ဆုံးသူတို့ကအုပ်စီးမယ်အုပ်စီးပြီးတော့မှဒီတစ်ချိန်တည်းမှာဘာလုပ်မလဲဆိုတော့မိုးကုတ်မှာရှိတဲ့တော်လာရေးတက်တွေမဆူဆူအောင်လုပ်မယ်အဲ့တော့မိုးကုတ်မှာများများစုတယ်ဆိုရင်တက်တွေကတော့မိုးကုတ်မှာပဲသွားပြီးတော့နော်ပုံသွားပြီဆိုရင်အဲ့တော့မှသူတို့ကနော်မိုးကုတ်ကိုဖြတ်လေးဖြတ်လုပ်တဲ့ပုံစံမျိုးဗမာပြည်ကွန်မြူနစ်ပါတီကိုဘကိုးရုံးမှာခြေမုံတဲ့ပုံစံမျိုးနဲ့ဒီကောင်ကခြေမုံမှာအဲ့တော့ကျွန်တော်တို့အပါအဝင်ဟိုရက်ပိုင်းတွေကကျွန်တော်တို့ကနေပြီးတော့နော်ဒီမိုးကုတ်ကိုပါကာကွယ်ဖို့လိုတယ်နော်မိုးကုတ်မှာခုခံဖို့လိုတယ်မှန်တယ်မိုးကုတ်ပါလေကျွန်တော်တို့ကာကွယ်ဖို့လိုတယ်ကျွန်တော်အခုပြောတာမိုးကုတ်ကနေပြန်ဆိုဖို့ပွားမှာမိုးကုတ်မှာကာကွယ်ဖို့လိုတယ်ဒါပေမဲ့မိုးကုတ်မှာပဲခမားတို့ကရှိတဲ့လူတွေအကုန်လုံးစုပြီးတော့အဲ့ဒီနေရာမှာခမားတို့ပွားစုလို့ပါခမားတို့ sitting duck ဖြစ်မှာပဲ sitting duck ဆိုတာဘာလဲဆိုတော့လုံးချင်တာလို့တော့ခံရမဲ့ပုံစံမျိုးဟိုကအဲ့ဒီအကုန်လုံးစုတော့မှတခါတည်းရှိသမျှအကုန်လုံးကလက်နဲ့မျိုးစုံကျဲဘုံနေတဲ့ကျဲရအကုန်လုံးပြေအောင်လုပ်ပါရောက်လို့ကျွန်တော်တို့ကဘာလို့ရမလို့ခံစစ်သေးနဲ့မလုပ်ဖို့အမနာရေးကြည့်တယ်ခံစစ်သေးကိုမလုပ်နဲ့မိုးကုတ်မှာလည်းခုခံရှိနော်ဟိုထားသေးတဲ့တက်ကိုထားဒါပေမဲ့အရေးကြီးတာကမိုးကုတ်ပတ်ဝန်းကျင်နေရာတွေကိုကိုကစီးဖို့လိုတယ်မိုးကုတ်ပတ်ဝန်းကျင်နေရာစီးဖို့လိုတယ်ခံစစ်ရှင်ကိုတော့လုပ်ဖို့လိုတယ်နော်ထို့တူဒီစကားစားကနေအခုဝင်လာတဲ့စစ်ကြောင်းတွေသူတို့အနောက်ကနေပြီးတော့ချဖို့လိုတယ်အဲ့ဒီမျိုးစုံကျွန်တော်ကလုပ်ဖို့စစ်ပြီးွားအောင်လုပ်ဖို့လိုတယ်ချက်ချင်းပြောင်းနေတာစစ်ပြီးွားတော့အဲ့ဒီမိုးကုတ်ဗျူဟာကိုနော်ဒီကောင်ကဘယ်လိုဆွဲထားလဲဆိုတော့ကျွန်တော်အမေရိကပို့တဲ့ကျွန်တော်မိတ်ဆွေရသူတို့အချက်လက်တွေသူရတယ်မိုးကုတ်တိုက်ပွဲကိုဗျူဟာကိုအဓိကနော်ကင်တွယ်မဲ့အကောင်ကဘုံမှုချုပ်တင်ပါအောင်ဆိုတဲ့ကောင်အဲ့ဒီကောင်ကရုရှားကနေ PhD ယူလာတဲ့ကောင်ဒီကောင်ကနေပြီးတော့မှကင်မှာသူကနေပြီးတော့ရေးထားတဲ့ညွှန်ကြားတဲ့စာတွေကိုလည်းနော်ကျွန်တော်မိတ်ဆွေကနေပြီးတော့တွေ့ပြီးပြီဒါကြောင့်မလို့လဲသူကကျွန်တော်ကိုဖုံးဆက်လာတာဒီနေ့မနေ့ဖုံးဆက်လာတာမိုးကုတ်ကိုအဲ့ဒီဗမာပြည်ကွန်မြူနစ်ပါတီကနော်ဒီဘကိုးရုံးမှာရှင်းပလိုက်တဲ့နီးတူအဲ့လိုချိန်မုံမှာဘယ်တော့မှဒီကောင်တွေကနော်ပရိယေကမိုးကုတ်မှာစုအောင်လုပ်မယ်ရှိတဲ့တက်တွေအကုန်လုံးမိုးကုတ်မှာ PDF တက်တွေတော်လိုင်းတက်တွေမိုးကုတ်မှာမစုအောင်လုပ်မယ်စုပြီးတဲ့အခါမှာအဲ့မိုးကုတ်ကိုဓာတ်ရိုက်မတိုက်ဖဲနဲ့မိုးကုတ်ရဲ့ပတ်ဝန်းကျင်တွေကိုသူကတိုက်မယ်အရေးကြီးတဲ့မိုးကုတ်ကိုဝင်သွားမဲ့လမ်းကြောင်းတွေအဆက်အသွယ်လမ်းကြောင်းတွေဖြတ်တောက်မယ်ဖြတ်တောက်ပြီးတော့မှမဲရွယ်ပြီးတဲ့အခါမှာပြည်သူလူထုအတွက်မိုးကုတ်ကိုတတ်မတော်ကနေပြီးပြန်ပြီးတော့ယူပေးပါတယ်လက်ဆောင်ပေးပါတယ်အဲ့ဒီအနေမျိုးနဲ့သူရဲ့မိုးကုတ်ကိုခြေမုံမယ်ဒါကိုကျွန်တော်တို့ကအဲ့လိုခြေမုံဖို့အတွက်ဒီဘုံမှုချုပ်တင်မအောင်ဆိုတဲ့အကောင်အဲ့ဒီအကောင်ကစီစဉ်နေတာဒီတဲ့င်းကိုကျွန်တော်တို့သိလို့အရေးကြီးလို့ဒါမြေပြင်မှာရှိတဲ့တော်လာရေးတက်တွေကိုကျွန်တော်ကဒီညအရေးကြီးပြောဖို့တဲ့ကျွန်တော်ပြောတာဘာကြောင့်လဲကျွန်တော်ညတိုင်းကျွန်တော်မပြောချင်ဘူးတိတ်ပြီးတော့ကျွန်တော် live ပေါ်တက်ပြီးတော့နော် popularity ဖြစ်အောင်လည်းကျွန်တော်လုပ်ဖို့နောက်ပြီးကျွန်တော်နိုင်ငံရေးသမားလည်းမဟုတ်ဘူးကျွန်တော်အကြောင်းဆရာစာပဲကျွန်တော်သင်နေတာစာပဲဒီကျွန်တော်ခင်ဗျားတို့စာပဲကျွန်တော်ပြောချင်တာဒါပေမဲ့ဒီဟာတွေကျွန်တော်ပြောရတာကမ
မပြောမဖြစ်တဲ့အတွက်ဒေါ်လာကြီးကိုပြောတာကျွန်တော်ပြောတဲ့မိတ်ဆွေကကျွန်တော်နိုင်ငံရေးသမားမဟုတ်တဲ့အတွက်ကျွန်တော်အချက်လက်ပေးတာနိုင်ငံရေးသမားဆိုတာမယုံဘူးသူလေအဲ့တော့ဒါတစ်ချက်နော်မိုးကုတ်ကအဲ့လိုရှိတဲ့အကြောင်းကိုကျွန်တော်ပြောတာဒီကောင်တွေလမ်းစဉ်ကလုပ်တဲ့ပရိယာပါလဲဆိုရင်မိုးကုတ်မှာအကုန်လုံးစုအောင်လုပ်မယ်မိုးကုတ်ပတ်လေတွေကိုအုပ်စီးမယ်မုတ်ကုတ်ကိုအဆက်အသွယ်လေးဖြတ်အောင်လုပ်မယ်ပြီးတော့မှနော်ဒီမဲရုံရဲ့အပီးမှာပြီးသွားတဲ့အခါမှာမိုးကုတ်ကိုခြေမုတ်မယ်ဒီလိုလုပ်မဲ့ပုံစံမျိုးလုပ်မှာဒါမှမဟုတ်ကျွန်တော်တို့အနေနဲ့ကလည်းပဲတယောက်ခန်းစစ်သေးတော့ခိုင်အောင်မလုပ်နဲ့တယောက် sitting duck ဖြစ်သွားလိမ့်မယ်ခန်းစစ်ရှင်လုပ်ပါခန်းစစ်ရှင်ကလည်းပဲမိုးကုတ်ကိုဝင်ပြီးနော်ကာကွယ်တဲ့တက်ကကာကွယ်ပတ်ဝန်းကျင်မို့ဒီကောင်တွေကိုပြန်ထိုးစစ်လုပ်တာလို့ထိုးစစ်လုပ်တာတော့အလုံးရင်းနဲ့နော်ထိုးစစ်လုပ်တာမဟုတ်တော့ညာလည်းပဲနောက်ဆုံးဒီကောင်တွေကိုနှောက်ရက်တာမျိုးဇက်တိုက်လို့သူတို့ရဲ့နောက်ကပြန်ပြီးတိုက်တာမျိုးလို့ဘာကြောင့်လဲဆိုတော့ NUG ကဘလို့နော်ဒီစကားစားဘလို့အချက်လက်ရတာဆိုတော့ NUG မှာပတ်တာမရှိတော့ဘူးသူတို့အနေနဲ့ Bitcoin တွေပိုင်းမှာရင်းနှီးထားတာတွေလည်းကုန်ပြီနော်နောက်ပြီးတော့ international မှာ NUG ကနေပြီးလောက်ထားတဲ့ကမ္ဘာလုံးမှာကျ data တွေကိုမှဟုတ်ကလှုပ်ထားတယ်ဆိုတဲ့ဟာဒီအဲ့ဒီချက်ကိုလည်း online ဆိုတာတွေ့ထားပြီးပြီဒီအချက်ကပိုရေးကြီးတော့ဒါကုလောတယ်တော့ကျွန်တော်မပြောသေးဘူးเนาะအဲ့ဒါကြီးလည်းရှိနေတာဒီလိုရှိနေတဲ့အချိန်မှာ NUG အနေနဲ့ကမြို့တစ်မြို့ထပ်သိမ်းနိုင်တဲ့အင်အားမရှိဘူးလို့စကားသိနေပြီဒါကြောင့်မလို့သူတို့အနေနဲ့ကဒီမိုးကုတ်ကိုဓာတ်ရိုက်မတိုက်ဘဲနဲ့เนาะအဲ့ဒီမိုးကုတ်ပတ်လေးကိုတိုက်မယ်เนาะတိုက်ပြီးတော့မှမိုးကုတ်ကိုခြေမုံမယ်ဒီတစ်ခါတည်းမှာပဲတခြားဒေသတွေကိုလည်းရှောက်ပြီးသူတိုက်နေတာချင်းကိုလည်းတိုက်နေတာကြီးများသိရတယ်เนาะရှောက်ပြီးဘက်ပေါင်းကိုတိုက်နေတာမျိုးတွေဒါမျိုးတွေဒီကောင်တွေလုပ်မယ်ဒါကနော်ဒီစကားစားနဲ့ဒီမိုးကုတ်ရဲ့ view ဟာဒါကြောင့်မိုးကုတ်ကိုကျွန်တော်တို့ကကာကွယ်တဲ့တက်ကကာကွယ်အနောက်ကနေဒီကောင်တွေကိုပြန်တိုက်တဲ့ကတိုက်ပြည့်ပြေးတဲ့တက်ကပြေးတော့ပတ်လေပါပြန်ပြီးအုပ်စီးတဲ့ခါတက်အုပ်စီးသူတို့အနေနဲ့အမာခံယူထားတဲ့ဒီကြောက်မဲတို့နောင်ချိုတို့ကိုလည်းအ ਨੇ ဆုံးဝင်ပြည့်ပုံစံမျိုးဆိုတော့လုပ်ဖို့ကဒါအရေးကြီးတယ်ဒါကိုကျွန်တော်တို့ကတော်လိုင်းတက်တွေအတွက်ကျွန်တော်ကနော်ဒီညကျွန်တော်အမေရိကမိတ်ဆွေကပြောတဲ့အချက်လက်ကိုကျွန်တော်ကနေသတင်းကိုပါတာဒါနံပါတ်1ချက်နောက်တစ်ချက်ကဒုတိယချက်ကတော့ KIA ကိစ္စအခုနော် MNDAA တို့ TNLA တို့ကိုတရုတ်ကလည်းဖိအားပေးပြီးတော့ပြန်ဆုတ်ခိုင်းတယ်ဆိုတာက MNDAA နဲ့ TNLA ကတရုတ်ကိုမှီနေရတာသူတို့မှတယောက်ဒါတော့လည်းတရားသာတာမရှိဘူးစီးပွားရေးတို့ကလည်းမရှိဘူးဒါပေမဲ့ကချင်လွတ်မြောက်ရေးတတ်မတော် KIA အနေနဲ့ကတော့သူ့မှာမြေရှားတပ်သူတွေလည်းရှိတယ်သူမှတခြားစီးပွားရေးလုပ်ငန်းတွေလည်းရှိတယ်ကြောက်သွင်းတဲ့ပတ်သက်ကြောက်စိမ့်တဲ့လုပ်ငန်းတွေလည်းရှိတယ်သူမှကိုယ်ပိုင်လက်နဲ့ဆက်ယုံလည်းရှိတယ်အင်အားလည်းရှိတဲ့လောက်ရှိတယ်ဆိုတော့အတွက်တရုတ်အနေနဲ့က KIA ကိုနော် MNDAA တို့ TNLA တို့လို့ဖိအားပေးလို့မရဘူးသို့တော့ဒီကောင်ကတရုတ်ကညစ်ပတ်စုပ်ပဲစောက်ကျင်းတဲ့သူစားပြီးတော့လုပ်နေပြီဘယ်လိုလုပ်လဲဆိုတော့တရုတ်ပြည်ပါကငွေဆက်ကူအတုလုပ်ရင်သေတံပေးတယ်အဲ့ဒီဥပဒေရှိတယ်အဲ့ဒီမှာတရုတ်ငွေအတုတွေကိုကချင်ပြည်နယ်မှာအများကြီးဒီကောင်တွေကဖြန့်လာပြီတရုတ်ပြည်နယ်မှာလုပ်တဲ့ငွေအတုတွေကိုကချင်ပြည်ထဲမှာအများကြီးဒီကောင်တွေကဖြန့်လိုက်ပြီအဲ့ဒီကချင်ပြည်ထဲမှာတရုတ်ငွေအတုတွေကောဗမာငွေအတုတွေရောအများကြီးဒီကောင်တွေကနော်တရုတ်ကနေပြီးတော့မှစီစဉ်ပြီးတော့ဖြန့်လိုက်ပြီပြီးတော့မှတရုတ်ကဘလို့ KIA ကိုဖိအားပေးမလို့မင်းနယ်ထဲမှာငါတို့ရဲ့တရုတ်ပတ်စံကိုအတုလုပ်နေတယ်အဲ့လိုပုံစံမျိုးနဲ့ KIA ကိုစေဝါကိုင်းမယ်အဲ့လိုကိုင်းဖို့အတွက်လည်းတရုတ်ကစီစဉ်နေတယ်။ဘာကြောင့်လဲတော့ KIA အနေနဲ့က MNDAA တွေ TNLA တွေကိုတရုတ်ကနေပြီးဖိအားပေးမင်းဆုပ်လို့ဒါတော့ KIA ကလက်မခံဘူး။နော်အဲ့တော့လေဒီတဲ့ KIA ကအင်အားကြီးတယ်ဆိုတော့ KIA တော့ဒီကောင်ကညစ်ပတ်တဲ့ပုံစံလုပ်မှာဘာလို့လုပ်မလဲတရုတ်ငွေတွေကို KIA ထဲအတုတွေကိုသူတို့ရိုက်မယ်ရိုက်ပြီးအဲ့ရိုက်တဲ့ငွေအတုတွေကိုမှ KIA နယ်ထဲမှာနော်ကချင်ပြည်နယ်ထဲမှာဖြန့်ပြီးတော့မှ KIA ကတရုတ်ငွေအတုတွေကိုလုံနေပါတယ်ဆိုတဲ့အချက်နဲ့အဲ့လိုပုံစံနဲ့အခုကြားပြန်နေတဲ့ပုံစံမျိုးနဲ့ဒီကောင်တွေကဝင်ဖို့လုပ်တယ်တရုတ်ကနေပြီးတော့နော်ဒီကြမ်းစီနေတာတရုတ်နဲ့စားကားစားနဲ့ပေါင်ပြီးကြမ်းစီနေတာတကယ်မှာတော့ဒီငွေအတုလုပ်တယ်ဆိုတဲ့အကောင်တွေကရှင်းပြောရရင်တော့ဒီစားကားစားပဲစားလို့တာဗျအဲ့ဒီမှာစားကားစားမှာငွေတွေထုတ်တဲ့စက်ယုံကဝါစီပေါ့ဟုတ်လားဝါစီကငွေထုတ်တဲ့စက်ယုံအဲ့ဒီဝါစီမှာငွေထုတ်တဲ့ဟာကနော်အဓိကကြီးကြပ်ခဲ့တဲ့ကောင်ကလှမြင့်ဆိုတဲ့ကောင်ဗိုလ်ချုပ်လှမြင့်ဆိုတဲ့ကောင်အဲ့ဒီဗိုလ်ချုပ်လှမြင့်ကနော်ဒီဒေါ်စုတို့အစိုးရလက်ထက်မှာလည်းပဲဒီကောင်ကဒီဝါစီကိုကနော်ငွေထုတ်လုပ်မှုကိုသူကကြီးကြပ်ခဲ့တယ်အဲ့ဒီခါမှာ
အဲ့ဒီလှမြင့်ဆိုတဲ့ကောင်ကဘာကိုဘုံချုပ်လှမြင့်ဆိုတာဘာကိုသိလဲဆိုတော့ဒီဝါစီနဲ့ပတ်သက်တဲ့အချက်လက်တွေကို तू ကဘယ်လိုခေါ်လိုက်လဲဆိုရင်တရုတ်ကနေပြီးတော့မှနော်ပညာရှင်24ယောက်ကိုဝါစီကို तू ကခေါ်လိုက်တယ်ခေါ်ပြီးအဲ့ဒီမှာရှိတဲ့ဝါစီမှာဘယ်လိုငွေတွေထုတ်လုပ်တယ်ပြုတယ်ဗမာငွေဘယ်လိုလုပ်တယ်ဒါတွေအကုန်လုံးကိုဒီကောင်ကအချက်လက်တွေ तू ကရပြီးပြီနော်ဒါရတဲ့အတွက်အဲ့လိုလုပ်တဲ့အတွက်နော်ဒီဗမာငွေပေါင်း87 billion အဲ့လောက်ကို तू ကအတုလောက်တာမျိုးတွေလုပ်ခဲ့တဲ့အတွက်ဗမာပြည်ကငွေတွေအရန်ဖောင်းပွားခဲ့တာငွေတွေရန်ဖောင်းပွားခဲ့တယ်ဖောင်းပွားခဲ့တဲ့အပြင်နော်ဒီအိမ်တွေမြေတွေဈေးတွေလည်းမတရားကြီးနော်မတန်တဆတက်ခဲ့တာအဲ့ဒီဘိုးရုပ်လာမြင့်ဆိုတဲ့ကောင်ရဲ့လက်ချက်အဲ့ဒီကောင်ကအဲ့လိုလုပ်တဲ့အတွက်ဒီကောင်ကိုနော်ဖြုတ်ပြီးတော့ထောင်ချတယ်ဒါပေမဲ့အခုအဲ့ဒီထောင်ကနေပြီးတော့မှမေးအောင်လိုက်လို့လဲတက်ကောစားကားစားအောင်လဲတက်ကောဒီကောင်ကိုပြန်လွှတ်လိုက်တယ်လွှတ်လိုက်ပြီးတော့နော်အဲ့ဒီလှမြင့်ဆိုတဲ့ကောင်ကဘာလုပ်လဲဆိုတော့ငွေတွင်းတွေကိုသူကနေပြီးတော့ရွှေတွင်းတွေကိုသူကကင်တွယ်တယ်အဲ့ရွှေတွင်းပေါင်းစိုင်40ဒီကောင်ကဖွင့်တယ်အဲ့ဒီခါမှာတော့ပြဿနာကဘာနဲ့သွားပြီးတော့နော်ထိတ်တိုက်တွေ့လဲဆိုတော့တက်ခိုင်နဲ့ပြဿနာတက်တာတက်ခိုင်ကလည်းရွှေလှမြင့်ဆိုတဲ့ကောင်လည်းရွှေအဲ့ဒီမှာလှမြင့်ကိုနော်ဟိုအလေးပါဦးစားပေးလိုက်တယ်လှမြင့်ကိုအလေးစားပေးလိုက်ပြီးတော့တက်ခိုင်ကိုမာလာနှိပ်တာဘလို့နှိပ်လိုက်တော့တက်ခိုင်ကိုရွေးကောက်ပဲပေးမဝင်ဘူးဆိုပြီးတော့လုပ်လိုက်တာအဲ့ဒါလည်းရှိတယ်အဲ့တော့ဒီငွေကိစ္စမှာအဓိကနော်ကင်နေတဲ့ကောင်ကဘုံရုပ်လှမြင့်ဆိုတဲ့ကောင်အဲ့ဒီကောင်ကသူ့ဝါစီမှာနော်လုတ်နေခဲ့တုန်းကဝါစီကိုဥဆောင်လုတ်နေတုန်းကတရုတ်ပညာရှင်ပေါင်း24ယောက်ကိုဝါစီကိုခေါ်ပြီးတော့နော်လုတ်တယ်အဲ့ဒါမှာငွေတွေအတုလုတ်တယ်ဗမာငွေဆက်ကူမှာအခရာအတူတူနဲ့နော်တရွက်ကို9ခါလောက်သူကိုလုတ်တယ်ညဘက်ခင်ဗျားတို့ဗမာတွေကပတ်စံသုံးရင်ဘယ်နှခါခင်ဗျားတို့ကပတ်စံရဲ့နော်နံပါတ်ကြည့်ဘူးလေမကြည့်ဘူးဘယ်သူမှမကြည့်ဘူးလေဒီပတ်စံဒီပတ်စံဟုတ်တယ်မလားပတ်စံနံပါတ်ကြည့်တဲ့လူကတော်တော်ရှားတယ်ဗျအဲ့မှာဒီကောင်ကဘလို့လုပ်လဲဆိုတော့ငွေဆက်ကူတစ်ခုတည်းမှာနံပါတ်ကို4-5ခုလောက်နံပါတ်အတူတူ5ခုလောက်သူလုတ်တာလုတ်ပြီး9ဆောက်လောက်သူဖြန့်တာဒါမျိုးသူလုတ်တာအဲ့တစ်ခုတည်းမှာနံပါတ်အတူတဲ့9ချိန်ရိုက်တာမျိုးဒီကောင်လုတ်တယ်အဲ့လိုလိုက်တဲ့အကောင်မျိုးအဲ့ဒီလုတ်တဲ့အကောင်ကနော်ဒီဗမာငွေအတုလုတ်တယ်ဆိုတဲ့ဟာကလည်းပဲဒီကောက်လက်ထက်မှာရှိနေတာအဲ့တော့အခုတရုတ်ပြည်ကနေပြီးတော့မှသူခေါ်လာတဲ့ဒီတရုတ်ပညာရှင်24ယောက်ကဗမာပြည်မှာငွေဘလို့ထုတ်လုပ်တယ်ဗမာငွေဘလို့လုတ်တယ်ဆိုတာဒီကောင်တွေကနောကြည်အောင်သိနေပြီအဲ့ဒီငွေတွေကိုဗမာပြည်ငွေဆက်ကူအတုတွေကိုတရုတ်ပြည်မှာလုပ်ပြီးတော့အဲ့ဓာတွေကဗမာပြည်လည်းပြန်ဖြန့်တာအဲ့ဓာတွေကိုဖြန့်တဲ့အပြင်ဒီကချင်ပြည်နယ်မှာလည်းဖြန့်တယ်ကချင်ပြည်နယ်မှာလည်းပဲအဲ့ဒီငွေတွေကိုနော်အဲ့ဒီငွေတွေအပြင်တရုတ်ငွေအတုတွေကိုဖြန့်ပြီးတော့မှဒီကချင်လွတ်မြောက်ရေးတပ်မတော် KIA ကိုဘလို့ဖိအားပေးမလဲဆိုတော့ကချင်ပြည်နယ်မှာငွေအတုတွေလုံနေပါတယ်ဒါကြောင့်မလို့တရုတ်ကနေပြီးတော့ဒီငွေအတုတွေကိုမှနော်ကြားပြန်ရှင်းလို့ရှင်းပါမယ်ဆိုပြီးလှုပ်ဖို့ကင်နေတယ်ဒါကတရုတ်ရဲ့ဒုတိယနော်ခြေလမ်းအဲ့ဒီမှာ KIO ဖိအားပေးဖို့လုပ်နေတာနော် KIO ဖိအားပေးဖို့ဘာကြောင့် MNDAA တွေ TNLA တွေကိုဖိအားပေးလို့ဓာတ်ရိုက်မရဘူးဒါကြောင့်မို့ KIO နာမည်ပြအောင်တရုတ်ကအဲ့လိုကြံစီနေတာငွေအတုတွေတမင်ရိုက်ပြီးကချင်ပြည်နယ်တော့ဖြန့်ပြီးတော့မှဓာတ်တွေလုံနေတယ်ဆိုပြီးတော့အဲ့ဒီအကြောင်းပြခြင်းနဲ့နော်ချေမုံမုံကိုလုံနေတယ်ဒါက KIA နဲ့ပတ်သက်လို့အရေးကြီးတဲ့ချက်နောက်တစ်ချက်ကဘာလုပ်တယ်ဆိုတော့တရုတ်ကနေပြီးတော့မှ Arakan Rohingya Salvation Army ARSA အဲ့ဒီ ARSA ကို AK47 အလက်9000ပေးဖို့လုပ်တယ်AK47 အလက်9000ပေးမယ်တရုတ်ကနေ ARSA ကို AK47 အလက်9000ပေးမယ်ဘယ်လိုပေးမလဲဆိုတော့ဒီဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ဆက်ပြီးတော့ပေးမယ်ဘင်္ဂလားဒေ့ရှ်မှာလောလောဆယ်တက်နေတဲ့အစိုးရကအစိုးရောက်တဲ့အယူဆရှိတယ်ရောအဲ့ဒီအုပ်စုနဲ့အစိုးရနဲ့ညှိပြီးတော့မှ ARSA ကို AK47 အလက်9000ပေးမယ်အဲ့တော့ဒါကြောင့်လည်း ARSA ခေါင်းဆောင်ကရခိုင်ကိုတိမ့်မယ်ဆိုတာကိုအဲ့ဟာကိုထုတ်လာတာထောက်ပြောတာအလကားပြောတာမဟုတ်ဘူးတရုတ်ကနေပြီးသူ့ AK47 အလက်9000ပေးဖို့သူစီစဉ်ထားတယ်။ဘာကြောင့်စီစဉ်လဲအာရခတတော် AA ကိုခြေမုံဖို့တရုတ်အနေနဲ့ကဒီအာရခတတော်ကိုပါအဲ့ဒီပုံစံနဲ့ခြေမုံပြီးတော့မှနော်ဒီရခိုင်မှာသူတို့အလိုကျအဖွဲ့အစည်းသူတို့အလိုကျအစိုးရအလိုကျအင်အားစုဒါဖြစ်လောင်သူလုပ်မယ်လုပ်ပြီးတော့မှဒီနော်ဒီ gas pipeline တွေကြောက်ဖြူစီမံကိန်းတွေကိုဒီကောင်တွေကကာကွယ်ဖို့ချုပ်ကင်ဖို့ဒါလုပ်နေတာ
ဒါကြောင့်တော့အာရခတတ်တော်အနေနဲ့အရေးကြီးတဲ့အချက်ကဘာလဲဆိုတော့ဒီတရုတ်ကနေပြီးတော့မှအာဆာကိုဒီလိုလက်နက်တွေပေးလိုက်တယ်ဆိုရင်ဒါကရှင်းရှင်းပြောရရင်တော့နော်ဒီအချက်ဒီဗမာနိုင်ငံနေမကဘူးနော်ဒီကြောက်ဖြူရည်နဲ့စီမံကိန်းရောနောက်တစ်ခါအမေရိကန်ရဲ့လုံခြုံရေးပါထိခိုက်အောင်လုပ်လာတယ်ဆိုတဲ့အတွက်ဒီအချက်ကိုကျွန်တော်တို့ကနေပြီးတော့မှနော်ကာကွယ်ဖို့လိုတယ်ဒါကြောင့်မလို့တရုတ်ရဲ့အကြံစီကဘာလို့လဲဆိုရင်ဒီနော် KIA ကိုလည်းနာမည်ပြအောင်လုပ်မယ်ငွေဆက်ကူကိစ္စနဲ့လုပ်မယ်နောက်တစ်ခါအာဆာကို AK47 အလက်9000ပေးပြီးတော့မှအာရခတတ်တော်ကိုခြေမိုးဖို့သူကိုလုပ်မယ်ဒါတွေကိုလည်းကျွန်တော်တို့အကုန်လုံးကနေပြီးတော်လာရေးသတိရှိဖို့လိုတယ်အဲ့ဒီချက်အဲ့တော့အဲ့ဒီငွေဆက်ကူကိစ္စတွေလုပ်တဲ့ကတကယ်ပါတော့ဒီဗမာငွေအတုတွေလုပ်တဲ့သူကရှေ့ပြောရင်တော့ဒီဗိုလ်ချုပ်လှမင်းဆိုတဲ့အကောင်ကနေပြီးတရုတ်တွေကိုခေါ်လာတယ်တရုတ်နဲ့ဆက်၄ယောက်ကနေပြီးတော့ဗမာမှာဘာလုပ်တယ်ဆိုတာအကုန်သိသွားပြီဗမာငွေရပတ်သက်တော့အကုန်သိသွားတယ်ဝါစီရောအကုန်သိတယ်သိပြီးအဲ့ဒါကိုလုပ်ပြီးတော့မှဗမာငွေအတုတွေလုပ်ပြီးဗမာမျိုးငွေတွေဖောင်းပွားအောင်သူကိုလုပ်နေတာဒီချက်ကလည်းပဲကျွန်တော်တို့အနေနဲ့ကနော်အရေးကြီးတဲ့နော်အချက်ဖြစ်တယ်အဲ့ဒီမှာဘာလဲဆိုတော့ကမ္ဘာအနေနဲ့ကဗမာပြည်မှာဖြစ်နေတဲ့ကိစ္စကဒီမူရစေဝါပြဿနာတွေကဒီငွေကိစ္စတွေကကြားဖြန်လုပ်တဲ့လုပ်ငန်းတွေကဒါတွေအကုန်လုံးကိုလုပ်နေတာကိုကမ္ဘာပြည်အောင်တိတိကျကျနဲ့တင်ပြနိုင်တဲ့နိုင်ငံရေးသမားရှိဖို့မရှိဘူးအဲ့ဒီမှာတော့နော် NUG လားအဲ့ NUG ကအခုဘာလုပ်တယ်လဲဆိုတော့ဒီနယူးဇီလန်ကနေပြီးဝန်ကြီးချုပ်ကနေပြီးစကားပြောနယူးဇီလန်ကနိုင်ငံခြားရေးဝန်ကြီးကနေပြီးရွေးကောက်ပွဲကိုမှနော်ဟိုစန့်ကျင်တဲ့ဘာညာဆိုဒါတွေနဲ့သူတို့ကအောင်မြင်မှုလို့ယူဆနေတယ်ဗျတကယ်မှနယူးဇီလန်ကဘာမှပြည်တဲ့ဘာမှအသိအရေးမပါဘူးဗျဘာကြောင့်လဲဆိုဗမာပြည်နဲ့နယူးဇီလန်နဲ့ချုပ်ထားတဲ့စာချုပ်ကနှစ်ခုပဲရှိတယ်နော်နှစ်ခုပဲရှိတယ်ဘလို့လဲပထမတစ်ချက်ကနယူးဇီလန်ရဲ့တန်တမာအခင်းကျင်းတွေကိုဗမာပြည်ကလိုက်နာမယ်နောက်တစ်ချက်ကကျမ်းမာရေးလူမှုရေးအတွက်ဗမာပြည်အတွက်အကျိုးရှိမဲ့ဟာကိုပူးပေါင်းလုပ်မယ်အဲ့ဒီစာချုပ်နှစ်ခုပဲနယူးဇီလန်အစိုးရနဲ့ဗမာအစိုးရကချုပ်ဆိုထားတာနယူးဇီလန်နဲ့ဆိုင်အော်စတြေးလျနဲ့ချုပ်ထားတဲ့စာချုပ်ပေါင်းက44ခုရှိတယ်အဲ့တော့ဗမာပြည်နဲ့ချုပ်ထားတဲ့စာချုပ်လေးနှစ်ခုလောက်နဲ့ကတော့ဘာမှနယူးဇီလန်ကနော်ရွေးကောက်ပွဲဆန့်ကျင်ပါတယ်ဘာညာလုပ်လဲဘယ်တော့မှမထိရောက်ဘူးဘာမှမထိရောက်တဲ့ပုံစံမျိုးတွေကိုပဲဒါကိုတကယ်နိုင်ငံရေးအောင်မြင်မှုကြီးလို့ယူဆနေပြီးတော့အဲ့ဒါကကျွန်တော်တို့ကဒါရင်းထည့်ခါတယ်အမားပဲအခုအချိန်မှာဘာအရေးကြီးလဲဆိုတော့အဲ့ဒီတော်လာရေးမှာထိထိရောက်ရောက်နဲ့လုံနိုင်ပဲနော်တော်လာရေးအင်အားစုတက်တွေ KIA တို့ AA တို့ကိုတရုတ်ကနေပြီးတော့ခြေမုပ်ဖို့လုပ်နေတဲ့ဟာကိုဒါတွေကကျွန်တော်တို့ဗမာတွေမကောက်ကဘာဝသိအောင်ကျွန်တော်တို့ကပြောဖို့လိုတယ်ထို့အတူဗမာပြည်မှာဖြစ်နေတဲ့မူရစေဝါပြဿနာတွေကြားပြန်လုပ်ငန်းတွေကလည်းပဲကမ္ဘာလုံခြုံရေးကိုထိခိုက်နေတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ဆိုတာကိုနိုင်ငံတကာကနေပြီးတော့သိအောင်တင်ပြပေးဖို့လုပ်ပေးဖို့လိုတယ်အဲ့ဒီကမှတော့ကျွန်တော်တို့ online ဆိုတော့ဖွဲ့ရဒီ NUG တို့ဘာတို့ကနေပြီးတော့ဒီကမ္ဘာမှာရှိတဲ့ data တွေယူပြီးလုပ်နေတဲ့ဆယ်ရက်တို့အတိအကျတည်ပြီးဒါတွေနဲ့ပတ်သက်ပြီးထပ်ပြီးတော့နော်လာအချိန်တိုင်းလာလိမ့်မယ်အဲ့ဒါပဲတော့အခုချိန်မှာအရေးကြီးတဲ့အချက်ကဘာလဲဆိုတော့ပထမဆုံးအရေးကြီးတဲ့အချက်ဒီနော်မောကုတ်နဲ့ပတ်သက်လို့ကျွန်တော်တို့အနေနဲ့ကခံစစ်တွေကိုမလုပ်ပါနဲ့ခံစစ်ရှင်ကိုလုပ်ပါမောကုတ်မှာအကုန်လုံးစုပြီးတော့တခါတည်းအပြီးတက်ခြေမုံခါမလုပ်ဖို့တဲ့တော်လိုင်းတက်တွေအနေနဲ့တော်လိုင်းသတိရှိဖို့လိုတယ်မိုးကုတ်ကိုတော့ကျွန်တော်တို့ကကာကွယ်ရမယ်သို့တော်လည်းပဲမိုးကုတ်မှာအကုန်လုံးစုပြုံပြီးအကုန်လုံးကရဲ့အခြေမုံခါတာမဖြစ်အောင်ကျွန်တော်တို့သတိထားဖို့လိုပဲနံပါတ်1ကချင်လွတ်မြောက်ရေးတပ်မတော်အနေနဲ့ကဆိုရင်ခင်ဗျားတို့နယ်ထဲမှာထုတ်နေတဲ့ငွေဆက်ကူအတုပ်တွေကတရုတ်ပြည်ကပဲလာတာအဲ့ဒီလာတဲ့အကြောင်းကိုလည်းကဘာတိအောင်ခင်ဗျားတို့ကထောက်ထားနဲ့တင်ပြဖို့လိုတယ်နံပါတ်3ချက်ကတော့ဒီအာရကတတ်တော်ကိုလည်းပြည်သူတွေကဝိုင်းရံဖို့လိုတယ်ဒီအာဆာကိုပေးနေတဲ့လက်နဲ့နော် right AK47 အလက်9000ဒီအချမ်းဖက်မှုကိုအားပေးနေတာဖြစ်တယ်တရုတ်ကအာဆာလို့အချမ်းဖက်အဖွဲ့အစည်းကိုအားပေးနေတယ်ဆိုတဲ့အကြောင်းကိုလည်းပဲကဘာတိအောင်အာရကတတ်တော်အနေနဲ့နိုင်ငံရေးလမ်းစဉ်ရနိုင်ငံရေးဘက်ကလည်းပဲကာကွယ်ဖို့လိုတယ်ထို့အတူပဲစစ်ရေးရတယ်ကျွန်တော်တို့ကဝိုင်းဝန်းကာကွယ်ပေးဖို့လိုတယ်နော်ဒီအချက်တွေကဒီညမှာကျွန်တော်အရေးကြီးတဲ့ချက်တွေအဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဘာဖြစ်တယ်လဲဆိုတော့နော်ဒီတိုင်းသားတွေကိုမှငါဆိုးရပဲပြုပဲဆိုပြီးတော့အထက်စီးကဆက်ဆံခက်တော့လဲပဲဒီ NUG ကလုတ်ခဲ့လို့လဲပဲအခုချိန်မှာတကယ်ပြဿနာကအဲ့လိုတွေရှိနေခဲ့တာနော်တကယ်မှာရှင်ဆိုဒီ NUG အခုကျွန်တော်ကြားတာရေဒီယို NUG ကမလွှင့်တော့ဘူး
နော်ဖန်လည်းမရှိတော့ဘူးဒီ RFA ကခင်မောင်ဆိုးတွေကလည်းဖြုတ်သွားပြီပြုတ်သွားပြီအလုံးပြုတ်သွားပြီနော်ဘာလို့ဖြစ်လဲဒီ RFA တို့ BAO မြန်မာပိုင်းစီတွေကအမတဒုသနာတော်လုပ်တဲ့အဖွဲ့အစည်းတွေသူတို့ကနေပြီးတော့မှနော်အဲ့ဒီမှာရှိတဲ့လူတွေ RFA တို့ဘာမှရှိတဲ့လူတွေကဗမာပြည်မှာရှိရလူတွေကိုမှသူတို့ရဲ့အဆွေမျိုးတွေသူအတိုင်းပိုင်းတွေကိုစပွန်ဆာပေးပြီးခေါ်ပြီးဟိုမှာကသူမရကိုမိမနဲ့အဲ့လိုကပေါက်တက်ကြီးလုံးကြတာဗျာဒါဟောလိဝုဒ်လုံးတို့အဆောက်ကျင်းတွေကတော်တော်ပေါ်သွားတော့ဒီ RFA ကခင်မောင်ဆိုးလည်းအလုပ်ပြုတ်သွားပြီမရှိတော့ဘူးနော်အဲ့ဒါတွေဒီလိုဟာဖြစ်တယ်ဆိုတဲ့အချက်တွေအဲ့ဒီခါမှာဘလို့ရှိလဲဆိုတော့နော်ဒီ NUG ကနေပြီးတော့တီမောရဲ့တီမောကခင်ဗျားသိတယ်ပဲတီမောကပထမ NUG ရုံးကတော့ပေးဖွင့်တာလေပြီးတော့အခုတီမောကနေပြီးတော့မှ NUG ကိုကလော်ထုတ်ပြီးတော့အဲ့ဒီတီမောကနော်ဒီဒေါက်တာဟာမိုမိုဇာနော်ဟာမိုပုံနာဇာနော်အဲ့ဟာမိုပုံနာဇာအာရီနော်ဟာမိုပုံနာဇာအာရီဆိုတာဘာလဲဆိုတော့တီမောကနေဗမာပြည်ကိုမှလာခဲ့တဲ့တန်တော်မှာသူ့အနေနဲ့ကဒီလူကနေပြီးတော့ပါတော့တီမောနဲ့ဗမာပြည်နဲ့တန်ပြန်ဆက်တယ်ဆိုတော့ဒီကနေပြီးတော့လာပြီးဗမာမဟာလာနိုင်ငံသားရေးဝန်ကြီးကိုသူကတွေ့တယ်ဗျဗမာနဲ့ပတ်သက်တဲ့နော်ဟာကိုနိုင်ငံရေးကိုသူကနေပြီးဝင်ပြီးတော့ဂျားဝင်ဖြည့်ရှင်းပေးမှာပဲပေါ့ဒါပေမဲ့သူကဟိုကောင်ကပါတယ်နော်ဒီစကားစနိုင်ငံသားရေးဝန်ကြီးကအဆွေတော်တဲ့ဗမာပြည်အရေးကိုင်းကားတဲ့ဗမာပြည်နိုင်ငံရေးကိုအဆွေတော်နားမလဲပါဘူးတဲ့စားပါတောက်ပါတဲ့ပြီးတော့လည်းနောက်တစ်နေ့မှပြန်ပါတဲ့အဲ့လိုလုပ်လို့ခဲ့တယ်ဒါကဘာလဲဆိုတော့ရှိပေါ့ဒီဗမာပြည်ကိုမှနော်ဟိုဂျားဝင်ပြီးအသုံးချတဲ့ပုံစံမျိုးဗျရှင်းပြောဗမာနိုင်ငံရေးကိုပဲကိုကဗမာပြည်အတွက်ကိုပဲကဖြည့်ရှင်းပေးတဲ့ပုံစံမျိုးလုပ်တာဒီလိုလုပ်တာအကုန်လုံးဒီနိုင်ငံရေးသမားတွေအကုန်လုံးကဘာလဲဆိုရင်နော်ကိုယ့်အတွက်ကိုလုပ်တာဒီပဲကိုယ့်အတွက်ကိုလုပ်တာဒီပဲဒီကိုယ့်အတွက်ကိုလုပ်တဲ့ဟာဒီဒါတွေနဲ့ပဲကျွန်တော်တို့ကຫນွေဦးတော်လာကြီးကာလတစ်လျှောက်လုံးမှာကကိုယ့်အတွက်ကိုလုပ်တဲ့တရားတွေကိုနေရာရဖို့အတွက်ကိုလုပ်တာဒီနော်ဒါလောက်ထားချင်ရပြီဒီလိုအကျိုးအမြတ်ကဆက်တွယ်လာမယ်လို့ယူဆပြီးကို popularity ဖြစ်အောင်လုပ်တဲ့ဟာတွေဒါတွေနဲ့ပဲကျွန်တော်တို့ຫນွေဦးတော်လာကြီး9နှစ်တာကာလကအချိန်ကုန်ခဲ့တာအဲ့ဒီအချိန်ကုန်ခိုက်တဲ့ဟာဒီမှာဒီစကားစအန်ဒီတွေကဘယ်ပေါင်းလို့လဲထိုးတက်ဖို့လုပ်နေတာပထမဘယ်ပေါင်းလို့လဲဘလို့ထိုးနေတော့ကျွန်တော်ပြောလို့ပဲလေမိုးကုံမိုးဒီကောင်တွေအနေနဲ့ဓာတ်ရိုက်မတိုက်ဘူးဟုတ်လားမိုးကုံမှာစုပွေးလာအောင်လုပ်လိုက်မယ်ပြီးတော့မှနော်ဘေးပတ်ဝန်းကျင်တွေတိုက်ပြီးတော့ဒီမကိုးရုံမဒေသမှာဗမာပြည်ကွန်မြူနစ်ပါတီကိုခြေမုံတဲ့ပုံစံမျိုးလုပ်မယ်နောက်တစ်ချက်ကကချင်လွတ်မြောက်ရေးတပ်မတော်ကိုတရုတ်ငွေအတုလုပ်တဲ့ဟာနဲ့တရုတ်ကနေပြီးကောက်ကျစ်လုပ်ပြီးတော့မှလုပ်ကြမယ်နောက်တစ်ခုကအာဆာအို AK47 အလက်9000ပေးပြီးတော့အာရခတပ်တော်ကိုဒုက္ခပေးမယ်ဒါတွေအကုန်လုံးကိုတရုတ်ကစကားစရပူပေါင်းလုပ်နေတယ်ဆိုတဲ့အကြောင်းပြည်သူတွေသိဖို့လိုတယ်။ကြောင့်မလို့ပြည်သူတွေအနေနဲ့ကဆိုရင်နော်ဒီစကားစရရွေးကောက်ပွဲကိုလက်မခံပါဘူးလို့နော်နိုင်ငံတကာပါလီမန်တွေကပြောတာယုံနဲ့နယူးဇီလန်ကပြောအောင်နဲ့ဒါနဲ့ပဲခင်ဗျားတို့နော်အောင်မြင်မှုကြီးလို့ယူဆရမနေနဲ့တကယ်စကားစရအတွင်းလိုက်နော်ကြံစီနေတဲ့အကြံစီနဲ့တရုတ်နဲ့ပေါင်းပြီးကြံစီနေတဲ့အကြံစီကိုပြည်သူတွေအနေနဲ့သိမြင်ပြီးတော့တော်လိုင်းသတိနဲ့ခုခံကာကွယ်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုနော်အရေးကြီးတဲ့သတင်းကိုကျွန်တော်အမေရိကမိတ်ဆွေကဒီနေ့မနေ့ဖုန်းဆက်ပြောတဲ့အတွက်ဒီညကျွန်တော်တင်ပြရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ